When I tried sushi for the first time, I was a little nervous. I was about 10 or 12 years old, and my family took me to a Japanese restaurant. I didn't know if I would enjoy raw fish, but I decided to be brave and give it a try. When I tasted my first sushi roll, I was surprised. It was fresh, soft, and full of flavor. I especially loved the combination of rice, fish, and soy sauce. Since that day, I started eating sushi more often, and now it's Alright အချင်းနဲ့တူတူရှေ့မှာ study လုပ်ခဲ့တဲ့ sentence တွေကိုသုံးပြီးတော့ paragraph လေးပြန်ဖန်တီးကြည့်ရအောင်။ကဲဒါလေးကတော့ short paragraph အမျိုးအစားလေးဖြစ်ပြီးတော့တချို့ narrative ပုံစံမျိုးနဲ့ရေးထားတာဖြစ်ပါတယ်။ When I tried sushi for the first time, I was a little nervous. Past tense ကိုပဲသုံးထားတယ်။ဒီ sentence ကိုတစ်ချိန်လုံးကလည်းပြောခဲ့တဲ့ complex sentence structure ဖြစ်ပါတယ်။ I was about 12 years old and my family took me to a Japanese restaurant. ဒါလေးကိုကြည့်ချင်းအဖြစ်ဒါဒီ compound sentence လေးဖြစ်ပါတယ်။ I didn't know if I would enjoy raw fish, but I decided to be brave and give it a try. ဒါလေးဆိုရင် compound complex sentence လေးဖြစ်ပါတယ်။ When I tasted my first sushi roll, I was surprised. It was fresh, soft, and full of flavor. ဒါကိုဒါတချို့က column လေးနဲ့ရေးလိုက်မယ်ဆိုရင် compound complex sentence လေးဖြစ်တယ်။ I especially love the combination of rice, fish, and soy sauce. ဒါလေးကတော့ရိုးရိုး simple sentence လေးဖြစ်တယ်။ Since that day, I started eating sushi more often, and now it's my favorite food. ဒါလေးလည်း compound sentence လေးဖြစ်တယ်။ဒါဆိုဒီ paragraph လေးကတူပေမဲ့တချို့အဲ့တုန်းကကိစ္စလေးပေါ့နော်ဒီကိုပထမအဆုံးအကြိမ် sushi ကိုစားဖို့တဲ့ကိစ္စလေးကိုလည်းကောင်းကောင်းဖော်ပြပေးနိုင်တယ်ပြီးတော့ verb ရွေးချယ်မှုလည်းမှန်ကန်တယ်နောက်တစ်ခုကတချို့တို့ဒီထဲမှာဆိုရင် sentence structure ကို compound complex ပြီးတော့ဒီ complex sentence structure compound sentence structure ပြီးဒီမှာဆိုလို့ရှိရင်တချို့တို့ဒီ punctuation အယူအဆလေးကိုနားလည်တယ်ဆိုတာဖော်ပြဖို့အတွက်ဝါကြလေးကိုသမယိုးကြမဟုတ်ပဲ punctuation နဲ့ connect လုပ်ထားတယ်ဒါမျိုးလေးကိုကြည့်ချင်းအဖြစ်တချို့တို့ဒီ paragraph လေးကတူပေမဲ့အမှတ်များများရမယ်ပုံစံမျိုးဖြစ်ပါတယ်เนาะဒါလေးကိုလိုက်ပြီးတော့ရေးကြည့်ပါတကယ်လို့ sentence structure မတိဆောက်ရသေးဘူးဆိုရင်အရှိကဗီဒီယိုလေးကိုကြည့်ပြီးတော့အရင်ဆုံး sentence structure လေး၅ချောင်းရေးကြည့်ပါဒါလေးတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုကိုဒီအကြိုက်ဆုံးစားစာကိုမစားခင်ဘယ်လိုခံစားခဲ့ရလဲဘယ်အသက်အရွယ်မှာစားဖို့ခဲ့တာလဲပြီးတော့စားပြီးတဲ့နောက်မှာရောကိုဘယ်လိုခံစားခဲ့ရလဲဆိုတာသူရဲ့ taste ကဘယ်လိုရှိခဲ့လဲကိုဒါနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်နှိမ့်ချိုက်ခဲ့တဲ့အရာဘာလဲဒီ၅ခုကိုအရင်ဆုံး brainstorm လုပ်မယ်ပြီးရင်ဒီချက်တို့ video part 1နဲ့မှာပါတယ် sentence structure ၅ချောင်းကိုဒီချက်နဲ့တူတူလိုက်ရေးပါပြီးတော့ရင်အခုလို paragraph လေးပြန်ရေးကြည့်ပါရှင်